အစစ်နဲ့တန်ကြကဝတ်စုံကိုပစ္စကိုကြီးထီမှန်ရင်ជីကကဗလာထဲဝင်သွားပါတယ်ကဗလာဆိုတာကပြော့တဲ့ပစ္စည်းထီပြီးအခြေခံအားဖြင့်ជីကိုဖမ်းမိကစွမ်းရည်တွေကိုဧရိယာကြေကြေပြန့်ပြန့်နှံ့သွားအောင်လုပ်ပေးပါတယ်အစိုးဆုံးကတော့ခမားမှာပြင်းထန်တဲ့အညိုမဲတန်ရပဲရမှာပါဒါပေမဲ့အဲ့ဒီဝတ်စုံကို rifle နဲ့ပစ်လိုက်ရင်တော့ជីကခမားခန္ဓာကိုယ်ကိုတန်းပြီးဖောက်ထွင်းသွားလိမ့်မယ် rifle ကြီးကိုရက်တန့်ဖို့ဆိုရင်တော့အတွင်းထဲမှာမာကြောတဲ့တာမဏိပြားတွေပါဝင်တဲ့အစင်သုံးတန်ချက်ကဝတ်စုံလိုအပ်ပါတယ်ဒါကရွေလျားစွမ်းရင်ကိုစုပ်ယူတာမဟုတ်ဘဲជីကိုရက်တန့်ပေးုံတတ်ပါပဲခမားအသက်ရှင်တန်နိုင်ပေမဲ့ပြင်းထန်တဲ့အညိုအမဲတန်ရာတွေဒါမှမဟုတ်အယိုးကျိုးတာမျိုးတွေတောင်ဖက်နိုင်ပါသေးတယ်စနိုက်ပါရိုင်ဖယ်အတွက်ဆိုရင်တော့ခမားကိုကယ်တင်နိုင်တာကကျွေပြားတွေပါဝင်တဲ့အစစ်လေးတန်ချက်ကဝတ်စုံတစ်ခုတည်းပါပဲជីထီမှန်တဲ့အခါကျွေပြားတွေကကွဲကြည်သွားပြီးဒါကအသက်ရှင်တန်ဖို့ထင်နိုင်ပေမဲ့ပုံမှန်အားဖြင့်တော့ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ကြုံတွေ့ရတတ်ပါပဲဒါပေမဲ့ဒါတွေအားလုံးကတော့တီ90တင်ကားတစ်စီးခမားရှေ့ကိုရောက်လာရင်အတိတ်ပဲမရှိတော့ဘူးဘာလို့လဲဆိုတော့အဲ့ဒီပြစ်ချက်ကနေဖျားသခင်ပဲကဲတင်နိုင်မှာမို့လို့ပါ